အားလုံးပဲမင်္ဂလာပါစမတ်မြန်မာကနေကြိုဆိုပါရစေ။စီးပွားရေးကျက်တဲ့ခက်ခဲပြီးငွေကြေးဖောင်းပွားမှုတွေများတဲ့ကာလတွေမှာလူများဟာအိမ်ချမ်းမြေကိုလုံခြုံစိတ်ချရတဲ့ယင်းနှိမ့်မြုပ်နှံမှုတစ်ခုအနေနဲ့သတ်မှတ်ရွေးချယ်ကြပါတယ်။ဒါပေမဲ့အိမ်ချမ်းမြေယင်းနှိမ့်မြုပ်နှံမှုအကြောင်းကိုတေချာမသိသေးလို့ပဲဖြစ်ဖြစ်ကျွမ်းကျင်ခြင်းမတက်မြောက်သေးလို့ပဲဖြစ်ဖြစ်ကျူးလွန်မိတဲ့အမှားတွေကြောင့်စီးပွားရေးပျက်စီးရတဲ့အထိဆုံးရှုံးမှုတွေဖြစ်သွားရတဲ့ဖြစ်ရပ်တွေအများကြီးပါပဲ။ဒီဗီဒီယိုလေးကတော့အခုလိုမျိုးဆုံးရှုံးနစ်နာမှုတွေမဖြစ်ရလေအောင်ကြိုတင်ကာကွယ်သိရှိနားလည်နိုင်အောင်မြန်မာပြည်မှာအိမ်ချမ်းမြေယင်းနှိမ့်မြုပ်နှံသူ90%လောက်ကျူးလွန်မိလေးရှိတဲ့အမှား9ခုကိုတစ်ခုချင်းအသေးစိတ်ရှင်းပြဖော်ပြပေးသွားမှာဖြစ်တာကြောင့်တေချာလေးသိရှိနားလည်အောင်အခုဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးဗျာပထမဆုံးအမှားကတော့မြေစရင်းမစစ်ဆေးခြင်းဖြစ်ပါတယ်လူအများစုကလက်ရှိမြေပိုင်ရှင်ကိုယုံကြည်ပြီးအိမ်ချမ်းမြေနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကိုအပြည့်အစုံမစစ်ဆေးကြပါဘူးဘာကြောင့်မြေစရင်းစစ်ဆေးဖို့အရေးကြီးတာလဲဆိုတော့မြေစရင်းမှားယွင်းနေရင်တင်ဝယ်ယူလိုက်တဲ့မြေကတရားဝင်မဟုတ်တော့ပါဘူးဥပမာပြောရရင်ပုံမှန်40တမြေတရားစွဲဆိုထားတဲ့မြေအစရှိတဲ့မြေအမျိုးအစားတွေဖြစ်နေနိုင်ပါတယ်ဒါတွေကိုဘယ်လိုရှောင်ရမလဲကျေးလက်မြေဆိုရင်သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးရုံးဒါမှမဟုတ်မြို့ပြမြေဆိုရင်သက်ဆိုင်ရာမြို့နယ်မြေစရင်းရုံးတွေမှာတေချာသွားရောက်စစ်ဆေးနိုင်ပါတယ်လောက်ကင်နေကြသက်ဆိုင်ရာအတွေ့အကြုံရှိတဲ့ဥပဒေပညာရှင်တွေနဲ့တိုင်ပင်ညှိနှိုင်းလှုပ်ဆောင်ပြီးဝယ်ယူနိုင်ပါတယ်ဒုတိယအမှားကဈေးနှုန်းချိုသာလွန်းတာကိုယုံကြည်ခြင်းပါဈေးကွက်ပေါက်ဈေးနဲ့ကြီးကြီးမားမားကွာဟပြီးဈေးနှုန်းချိုသာလွန်းနေတဲ့အခါနောက်ွယ်မှာတစ်ခုခုများရှိနေမလားဖြစ်နေမလားဆိုပြီးတန်တရားဝင်ဖို့လိုအပ်ပါတယ်။ဘာကြောင့်အရေးကြီးသလဲဆိုတော့ချိုသာလွန်းတဲ့ဈေးနှုန်းနောက်ွယ်မှာအဲ့ဒီမြေဟာမြေပြဿနာဥပဒေရေးရာပြဿနာလိမ်လည်မှုတွေရှိနေတတ်ပါတယ်။ဒါတွေကိုဘယ်လိုရှောင်ရှားမလဲဆိုတော့ဒေတာခန့်အိမ်ချမ်းမြေပွဲစားတွေနဲ့တိုင်ပင်ခြင်းဆိုရှယ်မီဒီယာပေါ်မှာလေ့လာခြင်းအစရှိတဲ့နည်းလမ်းတွေကိုပြုလုပ်ခြင်းအပြင်လက်ရှိကိုယ်ဝယ်မဲ့နေရာပတ်ဝန်းကျင်မှာရှိတဲ့အိမ်ချမ်းမြေတွေရဲ့လက်ရှိပေါက်ဈေးနှုန်းထားတွေကိုသိရှိအောင်လုပ်နိုင်ပါတယ်။အဲ့ဒါဆိုရင်ဘာကြောင့်ဈေးချိုနေရတာလဲဆိုတဲ့အကြောင်းရင်းကိုလည်းစုံစမ်းသိရှိလာနိုင်မှာဖြစ်ပါတယ်။တတိယအမှားကတော့ဓာတ်ရိုက်ရောင်းချသူကိုပဲအားကိုးခြင်းပါဓာတ်ရိုက်ရောင်းချသူဆိုတဲ့ကိုပိုင်ဆိုင်တဲ့အိမ်ချမ်းမြေကိုကိုယ်တိုင်ရောင်းချသူတွေစီကဝယ်ယူခြင်းဟာဘာကြောင့်မှားယွင်းနိုင်တယ်လဲဆိုတော့သူတို့အကျိုးစီးပွားအတွက်ပဲကြည့်ပြီးရောင်းချမှာဖြစ်တဲ့အတွက်ကြောင့်ဝယ်ယူသူဖြစ်တဲ့တင်ကိုတိထိုက်တဲ့ awareness တွေအနေရတွေကိုဖုံးကွယ်ထားနိုင်ပါတယ်ဒီလိုမျိုးတွေမကြုံရအောင်ဘယ်လိုရှောင်ရမလဲဆိုရင်ကိုယ်စိတ်မချရဘူးလို့ခံစားရတဲ့အခါကိုယ့်အတွက်ကိုယ့်ဘက်ကစစ်ဆေးပေးမဲ့သူတွေတက်ဆိုင်ရာတည်ကျွမ်းနားလည်တဲ့ဥပဒေပညာရှင်တွေနဲ့စစ်ဆေးတိုင်ပင်ပြီးအကြံဉာဏ်သစ်အတွေးအမြင်သစ်တွေရရှိအောင်လုပ်ပြီးမှဝယ်ယူသင့်ပါတယ်စတုထမြောက်မှာကတော့ရေရှည်အမြင်မရှိခြင်းဖြစ်ပါတယ်။တချို့ယင်းနှိမ့်မြုပ်နှံသူတွေဟာလက်ရှိအခြေအနေကိုပဲကြည့်ပြီးလောဘတက်ပြီးလာမယ့်အနာဂတ်မှာဒီနေရာကဘလို့ဖွံ့ဖြိုးတိုးတက်လာမလဲအကျိုးအမြတ်တွေဖြစ်ထွန်းလာမလဲဆိုတာတွေကိုမတွေးကြတော့ပါဘူး။ဘာကြောင့်ရေရှည်အခြေအနေတွေကအရေးကြီးလဲဆိုတော့ဒီနေရာကလမ်းပွင့်မလားမြို့ပြရေးပေးဝေမှုစနစ်ရှိမလားစီးပွားရေးဆောင်ဖြစ်လာမလားအစရှိတာတွေကတင့်ရဲ့ယင်းနှိမ့်မြုပ်နှံမှုတန်ဖိုးကိုအဆုံးဖြတ်ပေးပါလိမ့်မယ်။ရေရှည်အမြင်မရှိမှုကိုဘလို့ရှောင်ရမလဲဘလို့အမြင်ရှိလာအောင်လှုပ်ဆောင်ရမလဲဆိုတော့အစိုးရဌာနမြို့တော်ဝင်ရုံးစီမံကိန်းဌာနတွေရဲ့ဒေတာဆိုင်ရာအနာဂတ်ဖွံ့ဖြိုးရေးအစီအစဉ်တွေကိုမိမိရဲ့အစီအစဉ်နဲ့သိရှိအောင်လှုပ်ဆောင်နိုင်ဖို့အရေးကြီးပါတယ်။ပစ္စမမြောက်မှားအနေနဲ့အတိုးညွှန်းကိုအခြေခံဆုံးဖြတ်ခြင်းဖြစ်ပါတယ်။လူအများစုကအတိုးနှုန်းမြင့်နဲ့ပြန်လည်ငှားချထားလို့ရမယ့်ချေးငှားထားလို့ရမယ့်အိမ်ချမ်းမြေကိုပဲရွေးချယ်တတ်ကြပါတယ်။ဒီနေရာမှာတစ်ခုနားလည်သဘောပေါက်ထားရမှာကအတိုးနှုန်းဆိုတာယာယီအကျိုးအမြတ်တစ်ခုဆိုတာပါပဲ။အိမ်ချမ်းမြေရဲ့ကာလအလိုက်တန်ဖိုးတက်နှုန်းကရေရှည်အတွက်အကျိုးမြတ်ပိုရရှိနိုင်တာကြောင့်ပုံမူပြီးအရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ဘယ်လိုရှောင်ရမလဲ။အိမ်ချမ်းမြေဝယ်ယူရမှာအတိုးညွှန်းထက်ကျွန်တော်တို့အဓိကရှာဖွေရမှာကအနာဂတ်မှာအဆင်ပြေစေမဲ့မြေရဲ့တည်နေရာဖွံ့ဖြိုးတိုးတက်မှုအလားအလာအရေးသွေးအစရှိတဲ့အချက်တွေကိုဦးစားပေးပြီးတော့ရှာဖွေဝယ်ယူခြင်းဖြင့်ဒီအမှားမှရှောင်ရှားနိုင်မှာဖြစ်ပါတယ်။စာအမမြောက်အမှားအနေနဲ့ငွေကြေးအရင်အနည်းအပြည့်စုံမတွက်ချက်ထားခြင်းမှာအိမ်ချမ်းမြေဝယ်ယူတဲ့အခါဈေးနှုန်းတစ်ခုတည်းရင်းနှီးရမှာမဟုတ်ပါဘူး။ကိုဝယ်ယူတဲ့အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့အခွန်အခဥပဒေအကြံပေးကပွဲစားကပြင်ဆင်မှုစရိတ်အာမခံစရိတ်စတာတွေကိုပါထည့်သွင်းတွက်ချက်ထားရပါမယ်။ဒီလိုအမှားကိုဘယ်လိုရှောင်ရမလဲဆိုတော့ခုနကဖော်ပြပေးခဲ့တဲ့စုစုပေါင်းကုန်ကျမဲ့ငွေကိုအသေးစိတ်ကြိုတင်တွက်ချက်ထားဖို့လိုအပ်ပါတယ်။မတော်တဆဒါမှမဟုတ်အရေးပေါ်လိုအပ်ချက်ဆိုတာတွေအတွက်ငွေကြေးချွေတာထားပြီးခြံထားဖို့လိုအပ်ပါတယ်။နောက်ဆုံးတတမမြောက်မှာကတော့စိတ်ရှည်မှုမရှိခြင်းဖြစ်ပါတယ်။အိမ်ချမ်းမြေယင်းနှိမ့်မြုပ်နှံမှုဆိုတာ short term investment ဆိုတာထက် long term investment ရေရှည်ယင်းနှိမ့်မြုပ်နှံမှုပြုလုပ်ရင်အကျိုးမြတ်ပိုမိုသေချာစွာရရှိစေနိုင်တာကြောင့်စိတ်ရှည်တည်ခံခြင်းမဖြစ်မနေလိုအပ်ပါတယ်။စိတ်မရှိတဲ့သူတွေကအချိန်မတန်ခင်ရောင်းချခြင်း
အချိန်မတိုင်ခင်ဝယ်ယူခြင်းတွေလိုလွဲမှားတဲ့ဆုံးဖြတ်ချက်တွေကိုချမိတာမျိုးဖြစ်တတ်ပါတယ်။ဘယ်လိုမျိုးလှုပ်ဆောင်တင်တယ်လဲဆိုတော့အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုကိုစီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့မြင်ဖို့လိုအပ်ပါတယ်။အစီအစဉ်တွေစီမံကိန်းတွေချပြီးတဆင့်ချင်းစိတ်ရှည်လက်ရှည်နဲ့စနစ်တကျစောင့်ဆိုင်လှုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။ဒါဆိုရင်ညီကုန်းချုပ်အနေနဲ့အခုဖော်ပြပေးခဲ့တဲ့အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုမှာရှောင်တင်တဲ့အဓိကအမှားခုနှစ်ခုကိုပြန်ချုပ်ကြည့်ရမယ်ဆိုရင်နံပါတ်1မြေစရင်းမစစ်ဆေးခြင်းနံပါတ်2ဈေးနှုန်းချိုသာလွန်းတာကိုယုံကြည်ခြင်းနံပါတ်3ဓာတ်ရိုက်ရောင်းချသူကိုပဲအားကိုးခြင်းနံပါတ်4ရေရှည်အမြင်မရှိခြင်းနံပါတ်5အတိုးညွှန်းကိုအခြေခံဆုံးဖြတ်ခြင်းနံပါတ်6ငွေကြေးအရင်းအနှီးအပြည့်စုံကိုမတွက်ချက်ထားခြင်းနံပါတ်9စိတ်ရှည်မှုမရှိခြင်းအစရှိတဲ့အချက်9ချက်ပဲဖြစ်ပါတယ်ဒီအမှားတွေကိုရှောင်ရှားပြီးစိတ်ချသေချာစေတဲ့အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုတွေကိုလှုပ်ဆောင်နိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ကျွန်တော်တို့စမတ်မြန်မာကနေမကြခင်မှာ Real Estate Investment အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုတင်နန်းကိုဖွင့်လှစ်သွားဖို့ရှိပါတယ်။အဲ့ဒီတင်နန်းမှာအိမ်ချမ်းမြေရင်းနှီးမြှုပ်နှံသူတွေအနေနဲ့အခြေခံကနေစပြီးအောင်မြင်မှုရရှိနိုင်သည့်အထိအိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအပြည့်စုံနဲ့အသေးစိတ်တွက်ချက်မှုတွေကိုတကယ်လက်တွေ့မှာအသုံးချနိုင်အောင်တည်တည်ချာချာတင်ပြပေးသွားမှာဖြစ်ပါတယ်။စိတ်ဝင်စားပြီးတက်ရောက်ချင်သူတွေအနေနဲ့commentမှာ Real Estate Investment Course ဆိုပြီးရေးသွားပေးကြပါ။တင်နန်းစတင်တဲ့အခါပြန်လည်အကြောင်းကြားပေးပါမယ်။ဒီဗီဒီယိုကတင့်အတွက်အသုံးဝင်တဲ့အကျိုးရှိစေတဲ့ဆိုရင်ကျွန်တော်တို့စမတ်မြန်မာကို like follow subscribe လုပ်သွားပေးကြပါဦးခင်ဗျာအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးနောက်ထပ်သိချင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုရင် comment မှာရေးသားဖော်ပြပေးသွားကြပါဦးနော်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ဗျာ